စကင်မရှိတဲ့လူတယောက်ကိုဗျာဘယ်လူတွေကအားပေးကြမှာကျွန်တော်ပြောတာဟုတ်တယ်မစဉ်းစားကြည့်ဗျာဒီကောင်စကင်မရှိအောင်ပါညာလူနှိမ်မဲလူကများပြားပါပဲရှိမှာဘယ်လိုပြောဒိုးတက်အောင်ငါကြီးစကင်မရှိတဲ့အားမငယ်ပါညာအဲ့လိုမျိုးပြောပေးမယ်လို့တော့ရှိပါမဟုတ်ဘာလို့ဆိုတော့သူကအောင်မြင်ပြီးသားလူတယောက်ကိုပဲအားပေးချင်တာဗျာကျွန်တော်တို့ခုလိုတက်တက်စလူငယ်တွေတို့ဘယ်လိုပြောခုမှစ train မဲ့လူတွေဆိုရင်လေကြော်သွားတယ်ဘယ်လိုပြောမလဲအားမပေးချင်ကြဘူးဘယ်လိုပြောရလဲသူတို့ရဲ့ comment လေးတစ်ချောင်းချောင်းလေးဗျာကိုတက်ကအားပေးစီသူတို့ရဲ့ပြောတဲ့ကလေးကအားပေးသဘောတူကြောင်းလေးအဲ့လိုမျိုးအများကြီးပြောင်းလဲနေတယ်အဲ့ဒါကိုသူတို့မသိဘူးသူတို့ကဘာဖြစ်ချင်လဲသူတို့ကတကယ် pro player တွေစကင်ရှိတဲ့ပေါင်းနေတကယ်ပြောမလဲအဲ့ level match တကောင်လေးကြိုင်သူအားပေးလုံးဝတယ်နော် reaction တွေပါရတော့အဲ့နှိပ်သွားပြောစရာမလိုဘူးအလကားအားပေးအဲ့တော့ခင်ရပါညာအဲ့လိုမျိုးကျွန်တော်တို့ကိုစကင်မရှိတဲ့ကောင်ဘာမှမမှန်နဲ့လုံးဝမပေးဘူးစကင်မရှိပါဘူးကွာဒီကောင်ပါ73ရက်မှမလွယ်ဆိုပြီးကြော်သွားတာပဲရှိနော်အဲ့ကြောင့်မို့ကျွန်တော်တို့လူတွေရှိတဲ့ဆိုရင်လည်းစူးစမ်းပါတော့အားမငယ်ပါလူပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းချင်း respect ပြန်လဲအားပေးကြမပြန်ဘူးပြဟိုကနေဒီများကြီးအားမပေးရင်လည်းခုကျွန်တော်ရဲ့ comment အောက်မှာကျွန်တော်ရဲ့တူတွေသွားလို့ရှိရင်မှန်ငယ်လိုက်ကျွန်တော်ကိုယ်တိုင်လာပြီးတော့အားပေးပါမယ်နော်ဒါမှအားမယ်ရောနဲ့စူးစမ်းပါတနေ့ဖြစ်လာနေပါမယ်ဝေဖန်တိုက်ခဲ့တယ်လို့လည်းဘာမှနားမရောက်ပါနဲ့အတိကကို